ကိုဘာလို့ကျင်တာကိုစက်နာမသိရင်းနဲ့ကိုအားထုတ်နေတာတခြားဆိုရင်ကျမတို့အချိန်ကြီးကအလာဟတ်တက်ဖြစ်တယ်လीနော်နှမျိုးဖို့ကောင်းပါတယ်အဲ့တော့ကိုရေးတာကြည့်ကိုဘာလို့ကျင်တာလဲကိုအိမ်တော်ကြီးကိုစင်ပြင်းနေကျင်သေးတာလားကိုစီးပွားရေးကိုစင်ပြင်းနေကျင်တာလားအိမ်တော်ကြီးအိမ်တွေစီးပွားရေးလူမျိုးပညာရေးအားလုံးပေါ့နော်ကိုကဒါတွေကိုသိအစင်ပြင်းနေခြင်းနဲ့ကိုအောင်မြင်ခြင်းနဲ့ကိုကြီးပွားခြင်းလေးတွေချမ်းသာခြင်းဒါဆိုရင်စက်ကနေပြီးတော့ကျမတို့နှိပ်ပြန်လူခြင်းနေလို့မပြောနဲ့တော့နှိပ်ပြန်စုတောင်းမနေနဲ့တော့ကျမတို့လူခြင်းတာကိုကျမတို့ကြိုးစားလိနော်စက်စနာတိဖို့လို့တယ်ကိုခက်ရဲကြည့်တတ်ဖို့မြင်တတ်ဖို့လို့တယ်တော်တော်များများနှိပ်ပြန်လူခြင်းနေတော့ပြောတယ်နော်နှိပ်ပြန်လူခြင်းနေတို့ပါဇက်ကပြောတယ်ဒါပေမဲ့အားထုတ်နေတာကြိုးစားနေတာဟာနှိပ်ပြန်ရမှာမဟုတ်ဘူးကိုယ့်ရတခြားရှာတူလေးပေါ့နော်ကျမတို့ဒါအချိန်ကြီးလက်သက်ဖြုံးနေတယ်လို့ဖြစ်တယ်အဲ့တော့ကျမတို့ကလုံးလုံးစေကျမတို့ကံအကြောင်းလေးကိုကစားရင်းနဲ့ဒီကံကိုချက်နာကြည့်လာတဲ့ကောင်မှာပြင်လို့ရတယ်ကျမလေးအသက်ကျမတို့ကအသက်တိုးမယ်ဟောနော်ကျမတို့ပြင်လို့ရတယ်အနည်းငယ်တော့ပြင်လို့ရတယ်နော်တသက်လုံးမတည်အောင်တော့လုပ်လို့ဖေးရမှာလို့အိုးမဲနာမယ်ပြင်မယ်လीနော်ဒါပေမဲ့ကျမတို့အချိန်တိုင်းတာတစ်ခုကျမတို့ပြင်လို့ရတယ်နော်ကျမတို့ဒါထားပါတော့ကျမတို့အိမ်တော်ကြီးတွေအဆင်မပြေဘူးပေါ့ကျမအိမ်တော်ကြီးအဆင်မပြေဘူးဖြစ်လာပြီဆိုရင်ဒါကိုအိမ်တော်ကြီးအဆင်မပြေရင်တပားသူအိမ်တော်ကြီးတွေအဆင်ပြေပါစေတပားသူရဲ့လင်းများတွေသူနဲ့သူချစ်ချင်းနာရှိပါစေသူတို့အိမ်တော်ကြီးတွေအဆင်ပြေပါစေကျမတို့ဘေးကနေပြီးတော့ကိုပယောဂါကြောင့်အဆင်ပြေအောင်ကျမတို့များလုပ်မယ်နော်အဲ့ပီတိနဲ့သူတို့အိမ်တော်ကြီးအဆင်ပြေအောင်ပျော်မယ်ရွှင်မယ်နော်သူတို့အိမ်တော်ကြီးအဆင်မပြေဖြစ်မဲ့ကိစ္စမျိုးတွေကျမတို့မလုပ်ဘူးရှောင်မယ်ဒါတွေကျမတို့တစ်စိတ်နဲ့လုပ်မယ်ပြီးဒီကိစ္စတွေကိုသစ္စာဆိုမယ်လုပ်ကြည့်ပါနော်ဒါအသေးလေးတစ်ခုပြောတာကျမ်းမာကြီးကျမတို့ဒီလူအသက်တွေလူမမဟုတ်ဘူးတတမာတွေအသက်တွေအများကြီးရှိတယ်နော်တတမာလေးရဲ့အသက်ကိုကဲမယ်တပားသူတွေကိုကျမ်းမာကိုစီးကူပေးမယ်ပတ်စံမတတ်နိုင်ရင်ငွေအားနဲ့လူအားနဲ့စိတ်အားနဲ့ပါစက်အားနဲ့အကြံဉာဏ်အားနဲ့သူတို့ကကျမ်းမာကိုကျမတို့စူးစမ်းမယ်အားထုတ်မယ်ဒါဆိုရင်ကျမတို့ဒါအနည်းငယ်တော့ပြင်လို့ရပါတယ်ရှင်ကိုလုတ်တာအားကြီးရင်ကြီးတယ်လို့ကံကိုပြင်လို့ရပါတယ်နော်အဲ့တော့ကိုဘာဖြစ်ချင်လဲကြကြနာနာသိပါသိ